ဒီနေ့မှာတော့တက်ရှင်ကိုအကောင့်ဖွင့်တဲ့သူတိုင်းကြုံရတဲ့ Semantic ပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာပြပြသွားမှာဖြစ်ပါတယ်။ဒီနေရာမှာတခုကျွန်တော်သတိပေးချင်တာကကျွန်တော်ကတက်ရှင်ကိုအကောင့်ဖွင့်ပြီးသားမို့လို့ကျွန်တော်ကိုယ်တိုင်တော့ဖွင့်ပြလို့မရတော့ပါဘူး။ဒါပေမဲ့တက်ရှင်ကိုအကောင့်ကျွန်တော်ဘယ်လိုနီးနဲ့ရခဲ့တယ်လဲတက်ရှင်ကိုမှာ Semantic လို့ပြနေတဲ့နေရာကိုကျွန်တော်ဘယ်လိုမျိုးကြော်ခဲ့တယ်လဲဆိုတာကိုတော့ဒီနေရာမှာဓာတ်ပုံနဲ့တကွကျွန်တော်သေသေးချာချာလေးနားလည်အောင်ရှင်းပြပါမယ်။ပထမဦးဆုံးကျွန်တော်တို့သက်ရှင်ခွဲလေးကိုဝင်လိုက်ပါကျွန်တော်တို့ဒီမျိုးလာပေါ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ need help ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါ need help ဆိုတဲ့နေရာနှိပ်ပေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ e-wallet user ဆိုတဲ့နေရာလေးကိုတစ်ချက်ပြန်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ကိုယ့်ရဲ့ Gmail က confirm ဖြစ်ရလားဆိုတာလာတောင်းပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ confirm ကိုနှိပ်ပေးလိုက်ပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကကြောင်းနဲ့3ကြောင်းကိုနှိပ်ပြီးတော့ကျွန်တော်တို့က check like ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ check like ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ check with like agent ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာရတယ်ပေါ့နော် server record နဲ့ check with like agent ဆိုလို့ရှိရင်ကျွန်တော်တို့က check with like agent ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့က process ဆိုတဲ့နေရာကိုတစ်ချက်ပြန်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail email နာမည်ကို confirm တောင်းပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က confirm ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်သူကဒီ agent ကိုခေါ်ပေးနေပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီ agent ကကျွန်တော်တို့စီကိုဝင်လာပါလိမ့်မယ် okay agent ဝင်လာပါပြီ you are now checking with like agent ဆိုလို့ရှိရင်ဒါမင်းကအခု agent နဲ့စကားပြောနေပြီလို့ပြောတာဖြစ်ပါတယ် okay အမှ agent ရောက်လာပြီ agent ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော် comment မှာချပေးရတယ်အဲ့ဒီစာလေးကို copy ယူလိုက်ပါ copy ယူပြီးတော့ဒီမှာ page ချလိုက်ပါ page ချပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ကိုပို့ပေးလိုက်ပါဒီစာလေးကိုသူ့ပို့ပေးလိုက်ပါအဲ့ဒါတွေပြီးတာနဲ့ထက်ရှင်ကိုကကိုယ့်ရဲ့ Gmail ကိုတစ်ပတ်နှစ်ပတ်အတွင်းမှာ message တွေပို့လာပါလိမ့်မယ်ပို့လာတဲ့ message ကတယောက်နဲ့တယောက်မတူတာဖြစ်တော့တကြောင်မလို့တချို့လူတွေဆိုလို့ရှိရင်အဲ့လိုတစ်ဆောင်ပို့မယ်တချို့လူတွေနှစ်ဆောင်ပို့မယ်တချို့တွေသုံးဆောင်ပို့မယ်ပေါ့နော်အဓိကကြောင်းရင်းကတော့သူတို့ပို့လိုက်တဲ့ Gmail ကတကယ်အလုပ်လုပ်သေးလားအလုပ်မလုပ်တော့ဘူးလားဆိုတာသိချင်လို့သူတို့ကစစ်ပြီးပို့တာပေါ့နော် okay Gmail ကတကယ်အလုပ်လုပ်သေးတယ်ဆိုလို့ရှိရင်သူတို့စီက file တစ် file ပို့ပေးပါလိမ့်မယ်ကိုတွေကအဲ့ဒီ file ရပြီဆိုလို့ရှိရင်တော့လုပ်ငန်းဆောက်လို့ရပါပြီအဲ့ဒီ file ကဘယ်လိုမျိုးလဲနောက်ပြီးတော့အဲ့ဒီ file မှာကိုတွေဘာတွေဘယ်လိုအချက်လက်တွေဖြည့်ရမလဲဆိုတာကိုလည်းကျွန်တော်ဒီနေရာမှာအသေးစိတ်လေးရှင်းပြပါမယ်โอเคအဲ့ဒီ email ကဘယ်လိုပုံစံလဲဆိုတော့ဒီလိုမျိုး TNG digital sport နောက်ပြီးတော့အမှ EKYC ဆိုပြီးရှိနေပြီးတော့ SUCCESSS ဆိုပြီးတော့အဲ့လိုမျိုး Gmail တခုကျွန်တော်တို့ရဲ့ account တွေကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ form မှာကျွန်တော်တို့ဖြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ video မှာဒီပုံမှာရှိတဲ့ဒီဇာတ်ကွက်ကိုကျွန်တော်တို့ကအကြာကြီးထောင်ပေးလိုက်ပါโอเคဒီအလိုအစကနေပြီးတော့ကျွန်တော်တို့ sorry ဒီလိုမျိုးအစကနေပြီးတော့ကျွန်တော်တို့ copy ကူးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကိုဒီလိုမျိုးကျွန်တော်တို့ name ကိုကျွန်တော်ချက်ထောက်လိုက်မယ်အကြာကြီးထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့ကဒီဘေးမှာရှိတဲ့ဒီပုလေးကိုကျွန်တော်တို့ကဒီဘက်ဘောင်ကြီးကျွန်တော်ရအောင်ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်တို့ကအောက်ကိုဆွဲချသွားပါအောက်ကိုဆွဲချသွားပါဟုတ်ပြီအောက်ကိုထပ်ဆွဲချပါကျွန်တော်အဆုံးထိသူ့ရဲ့ဒီ file အဆုံးထိကိုကျွန်တော်တို့ဆွဲချပေးလိုက်ပါ okay ဒီမှာဆုံးသွားပြီပေါ့နော်ဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကိုကျွန်တော်တို့က copy ယူလိုက်ပါ copy ယူလိုက်ပြီ copy ယူပြီးပြီဆိုလို့ရှိရင် copy ယူရဲဆိုတာကကျွန်တော်ဒီတစ်ချက်ပြန်တောက်ပြီးတော့ကျွန်တော်တို့ကဒီမှာ copy ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က reply ဆိုတဲ့နေရာရှိတယ်ပေါ့နော်အဲ့ဒီမှာ reply ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးလေးနဲ့မှာပေါ်နေတဲ့နေရာလေးကိုကျွန်တော်တစ်ချက်ဖိလိုက်ပါအဲ့လိုကိုစာရေးရမယ့်နေရာလေးလာပေါ်နေလဲမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အဲ့ဒီစာရေးရမယ့်နေရာလေးကိုကျွန်တော်တစ်ချက်ဖိလိုက်ပါဖိပြီးရင်ကျွန်တော်တို့က format ကိုနှိပ်လိုက်ပါ format ကိုနှိပ်လိုက်ပါ format ကိုနှိပ်ပြီးဆိုလို့ရှိရင်မှကျွန်တော်တို့ကဒီဘက်ဘေးနားမှာ T ပုံစံလေးရှိတယ်ပေါ့နော်အဲ့ဒီပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာကိုပြန်ပြီးတော့တစ်ချက်ပြန်ပြီးတော့ဖိပေးလိုက်ပါဖိပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က page ဆိုပြီးတော့ page ကိုကျွန်တော်တို့ချလိုက်ပါ okay page ချလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ form ပုံစံလေးကျွန်တော်တို့ဒီမှာလာပေါ်လိမ့်မယ်အဲ့ဆိုလို့ရှိရင် name of America ဘာညာဆိုတဲ့နေရာမှာကျွန်တော်တို့ကကျတော့ဒီ passport ရဲ့နာမည်ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါဥပမာကျွန်တော်တို့ရဲ့ passport ကဒီကျွန်တော်တို့စာဖြည့်ရမှာကဒီဘက်ဘောင်သေးသေးလေးမှာဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဘောင်သေးသေးလေးမှာ MAUNG နာမည်ပေါ့နော် MAUNG ဒါကိုနာမည်ကိုဖြည့်ပါပြီးဆိုလို့ရှိရင် date of ဆိုတဲ့ date of birth ဆိုတာကကြတော့ကျွန်တော်တို့ရဲ့ဒီမွေးနေ့မွေးလမွေးရက်ကိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့မွေးနေ့မွေးလမွေးနှစ်ကိုကျွန်တော်တို့ကဒီမှာတရက်ဥပမာကျွန်တော်ဥပမာထည့်ပြတာเนาะတလ2000ပေါ့เนาะโอเคဒါမှကျွန်တော်တို့မွေးနေ့နောက်ပြီးဆိုလို့ရှိရင်ဒီနံပါတ်ကကြတော့ကျွန်တော်တို့ရဲ့ passport နာမည် sorry ပါတယ် passport ရဲ့ကျွန်တော်တို့ number ကိုထည့်မှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ passport number သို့မဟုတ်ကိုယ့်ရဲ့ UN card ကိုယ့်ရဲ့ card တစ်ခုခု number ဆိုလို့ရှိရင်ဒီမှာ card တစ်ခုခုရဲ့ number ဘာညာပေါ့ဗျာဘာအဲ့လိုမျိုးကျွန်တော်တို့ထည့်ပေးလိုက်ပါထည့်ပေးပြီဆိုလို့ရှိရင်
nationality ဆိုတဲ့နေရာမှာကျတော့ကျွန်တော်တို့ကမြန်မာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့မြန်မာဆိုတော့ရေးပေးလိုက်ပါ MYANMA မြန်မာ okay နောက်ပြီးဆိုလို့ရှိရင် telephone number ကကိုဒီအကောက်ကိုဖွင့်မှ telephone number ကိုထည့်ပေးလိုက်ပါဥပမာရော01ဘာရသိရမလားပြီးဆိုရင်ဒီမှာ email ဆိုတဲ့နေရာမှာကကြတော့ကိုသုံးတဲ့ Gmail ကိုထည့်ပေးလိုက်ပါ Gmailပြီးတော့ gmail.com ပေါ့နော်ပြီးရင် address ဆိုတဲ့နေရာမှာကကြတော့ကိုနေထိုင်တဲ့နေရာ address ကိုဒီမှာထည့်ပေးလိုက်ပါအဲ့တော့ address ဆိုတဲ့နေရာမှာကကြတော့ land ကပါညာပြီးတော့ဒီမှာပြီးရင်ကိုနေထိုင်တဲ့နေရာကိုဒီမှာအတိအကျထည့်ပေးလိုက်ပါဘောနော်ကျွန်တော်ကတော့မထည့်ပြတော့ဘူးနောက်ပြီးဆိုလို့ရှိရင်ဒီဘက်နေရာမှာကကြတော့ကိုလုပ်တဲ့အလုပ်ကကိုရဲ့ဒီအလုပ်ကိုပြောပြဖြစ်ပါတယ်ဥပမာကိုကစားသောက်ဆိုင်လုပ်တယ်သို့မဟုတ်ကိုကဒီစားသောက်ရေးလုပ်တယ်ဆိုလို့ရှိရင်စားလို့ရေးသမားကိုကဒီစားသောက်လုပ်တယ်ဆိုလို့ရှိရင်လည်းစားသောက်ဆိုင်က chef ဆိုလို့ရှိရင် chef သို့မဟုတ်ဒီစားပေးပိုင်းမှာဆိုလို့ရှိရင်လည်း waiter ဆိုလို့ရှိရင်လည်း waiter ကျွန်တော်ရေးပြလိုက်ပါဥပမာကျွန်တော်ကဒီမှာ CHEF chef ဟုတ်ပြီနောက်ပြီးဆိုလို့ရှိရင် National of Business ဆိုတဲ့နေရာမှာကကြတော့ကိုရဲ့အလုပ်ကိုပြောမှာဖြစ်ပါတယ်အဲ့တော့ကိုအလုပ်ကစားသောက်ဆိုင်ဆိုလို့ရှိရင် okay ဒီလိုမျိုး restaurant ဆိုပြီးတော့ကျွန်တော်တို့ရေးပေးလိုက်ပါပြီးဆိုလို့ရှိရင် FB ပေါ့နော်ပြီးဆိုလို့ရှိရင်ဒီဇာတ်ကွက်မှာကြတော့ကျွန်တော်တို့ slally ပေါ့နော် slally လာစာပေါ့နော် SAARY slally ဆိုပြီးတော့ရေးပေးလိုက်ပါ okay ဒီဘက်ဇာတ်ကွက်မှာကြတော့လဲကျွန်တော်တို့လာစာဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့ SALARYစလာလီဟုတ်ပြီဆိုလို့ရှိရင်ဒီဘက်ဇာတ်ကွက်မှာကကြတော့ဘာအတွက်သုံးပါလဲဆိုပြီးတော့မေးရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဘက်ပြင်ကျွန်တော်ဖတ်ထည့်ပေးသလိုမျိုး shopping mall တွေကျွန်တော်တို့ဒီတခြားနေရာတွေမှာသုံးဖို့အတွက်ကျွန်တော်ဒီအကောင့်ကိုဖွင့်တာပါဆိုပြီးဖြစ်လို့တကြောင်မျိုးကျွန်တော်အခုရေးသလိုအဲ့ဒီမှာရေးပေးလိုက်ပါပြီးဆိုလို့ရှိရင်ဒီဘက်အောက်မှာကကြတော့သင်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့သူတယောက်ဟုတ်လားဆိုတာမေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးနဲ့ပတ်သက်တဲ့သူမဟုတ်တဲ့ကြောင်မလို့ကျွန်တော်တို့ဒီမှာ no ကိုနေပေးလိုက်ပါ no ပေါ့နော် no လို့ရေးလိုက်ပြီးရင်ဒီဘက်အောက်မှာကကြတော့ကျွန်တော်တို့ yes လို့ရေးလိုက်ဘက်အောက်မှာလည်းကျွန်တော်တို့ yes လို့ရေးလိုက်ဘက်အောက်မှာလည်းကျွန်တော်တို့ yes လို့ရေးလိုက်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်ပြန်ကြည့်မယ်တစ်ချက် yes ရေးတာတယ်ဘာညာကျွန်တော်တို့ရေးတာအားလုံးဖြည့်ပြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က sin ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ sin ဆိုတဲ့နေရာကိုနှိပ်ပေးပြီးဆိုတာနဲ့ကျွန်တော်တို့ကတလအတွင်းပေါ့နော်တလအတွင်းမှာကျွန်တော်တို့ရဲ့အကောင့်ကပွင့်သွားပါလိမ့်မယ်ကျွန်တော်ဒီပုံစံအတိုင်းအကယ်မရခဲ့ဘူးဆိုလို့ရှိရင်တလအတွင်းမှာမရခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံစံတိုင်းဆက်ပြီးတော့ရှောက်ပေးပါဒါဆိုလို့ရှိရင်အကောင့်ကပွင့်သွားပါလိမ့်မယ်ဒီလိုမျိုးစာတင်ပြီးတော့အားလုံးပြီးပြီဆိုတာနဲ့ကိုယ့်ရဲ့အကောင့်ကိုထက်ရှင်ကိုက verify ဖြစ်အောင်လုံးဝအသုံးပြုလို့ရအောင်ဖွင့်ပေးပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ထက်ရှင်ကိုအကောင့်ဖွင့်တာအောင်မြင်ပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကယ်အဆင်မပြေဘူးခုအဲ့လိုလိုအပ်တာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment မှာဝင်ပြီးတော့ဆွေးနွေးတော့လို့ရပါတယ်ကျွန်တော်ကတော့ Philip ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ